မင်္ဂလာပါရှင်ကျမကတော့ဓမ္မထလန်းဆရာဓမ္မဝိဇ္ဇာသာအဖဆရာဦးအောင်စုတိုက်ဤတမိတပိဆရာမခင်လေးမုံပဲဖြစ်ပါတယ်ဆရာမတို့စီမှာအဆောင်လက်ဖွဲ့လေးတွေရှိရဒီအဆောင်လက်ဖွဲ့တွေမိတ်ဆက်ပေးခြင်းလို့ပါဆရာမတို့စီမှာဒီလက်ပတ်အဆောင်လေးတွေရှိပါတယ်ဒါလေးတွေကလက်ပတ်ကလေးတွေပေါ့နော်အန်ဒီရကင်းနဲ့အနောက်ရှက်တိုက်ကိုက်အကုန်လုံးပယောကမှန်သမျှအကုန်လုံးကင်းပါတယ်ဒါလေးတွေဆောင်ထားလို့ရှိရင်ဒါကပီယာဆေးပေါ့နော်ဒါလေးကပီယာဆေးကလည်းဆောင်ထားလို့ရှိရင်ညနာပွင့်မယ်လူချိလူခင်ပေါ်မယ်နော်အလုပ်ကိုင်းအဆင်ပြေမယ်ပီယာဆေးလေးတွေယောက်ျားလေးတွေပေါ့နော်ဒါလည်းဘင်းမှာကျုပ်ကလေးပေါ့နော်ဆွဲလို့ရတယ်ပေါ့နော်ဒါလေးယောက်ျားလေးလည်းဘင်းမှာဆွဲထားရင်သွားရလာတာအနေလဲကင်းမယ်အလုတ်ကန်ကြီးအဆင်ပြေမယ်ပြောရဆိုတာလည်းအောင်မြင်မယ်အနှုတ်ဟိုအတိုက်ခိုက်ပေါ့နော်ဒါဘယ်လိုပြောရမလဲအချုပ်နှောင်ဒါစီတယ်ပေါ့နော်ဒါအကုန်လုံးအနေကင်းတယ်ပေါ့နော်ဒါလေးတွေကပေါ့နော်ဆောင်းထားမယ်ဆိုလို့ရှိရင်ခုနှစ်သားသမီးတွေအတွက်ဒါလေးတွေကပေါ့နော်အားလုံးအတွက်အဆင်ပြေပါတယ်လို့နော်နောက်ပြီးတော့ဒါလေးတွေကဆရာမတို့စီမှာရွှေကျော်ပေါ့နော်ဆရာမတွေတုံးတယ်ပေါ့နော်စေတော့ဗာဖောင်တိန်လေးရဲ့ဒါလေးတွေကမိုင်းနိုင်စကူလေးလေဆရာမတို့စီမှာရောင်းပါတယ်ညနောက်ပြီးတော့ပွဲစလုံးပေါ့နော်ဆရာမတို့စီမှာပွဲစလုံးလေးဒါမျိုးတွေရှိပါတယ်ပွဲစလုံးကတော့ယွန်းနဲ့လည်းရှိတယ်နော်ယွန်းနဲ့လိုချင်လို့ရှိရင်ဆရာမတို့စီမှာဖုန်းလေးတစ်ကျူဆက်မှာရမှာပါနော်စေတော့တက်တာလည်းရှိတယ်ဆရာမတို့စီမှာစေတော့တက်တာကတော့ဒီမှာပေါ့နော်ဒါမျိုးပုံစံလေးရမယ်စေတော့တက်တာလိုချင်လဲဆရာမတို့စီမှာဖုန်းလေးတစ်လောက်ကျူဆက်ပေးပါနော်ဆရာမတို့စီမှာဟုတ်နော်လိုချင်တဲ့သူများဆရာမတို့စီကိုဆက်သွယ်ပေးပါနော်ဖုန်းနံပါတ်ကတော့909 3050 00ကိုဖုန်းနံပါတ်ကိုဆက်သွယ်ပေးလို့ရပါတယ်နော်အားလုံးကျေးဇူးပါ